ကားကြီးတစ်စီးလုံးကိုငှားထားတာပါ၄ယောက်ထဲနဲ့နောက်ကထိုင်အဲ့ရင်းနေပြီမယူရဲတာသူကဒီကားကြီးတစ်စီးလုံးကိုငှားထားတာပါအေးရောဒီနေ့တော့ဘာလီရဲ့တတိယမြောက်နေ့မှာကူတာကနေချက်ကောက်လုပ်ပြီးတော့ကျွန်တော်တို့လိုဗီနာဘက်ကိုသွားမှာဖြစ်ပါတယ်လိုဗီနာကတော့လင်းပိုင်ကြီးကြီးတဲ့နေရာပဲဖြစ်ပါတယ်တကယ်တော့ငှားထားတာက၄ယောက်ကားလေးပဲပေါ့နော်ဒါပေမဲ့လည်းတိုးကုမ္ပဏီကနေပြီးတော့ဒီလိုကားကြီးပို့ပေးလိုက်တယ်ကြည့်ပါဦးဘောလုံးကန်လို့ရလမ်းမှာဟိုကလက်လေးပြပြီးတော့လိုက်အောင်လားခေါ်တင်သွားလိုဗီနာရောက်မယ်တယောက်1000တယောက်1000 14ယောက်တောင်ဆက်နဲ့ကားကြီးကိုပေးချလိုက်တယ်4ယောက်တည်းလမ်းမှာခေါ်တင်သွားမှာအစင်လေးတွေကျွန်တော်တို့ကအစုံရောက်ချင်လို့ဒါဒီမြောက်ပြားပိုင်းကိုသွားတယ်ဆိုပေမဲ့တော်တော်ကိုဝေးပါတယ်ဒီလိုဗီနာအထိကိုကျွန်တော်တို့မောင်းရမှာအနည်းဆုံး6နာရီတောက်မောင်းရမယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကတောက်လျှောက်သွားတာမဟုတ်ဘဲနဲ့လမ်းမှာတစ်ခုဝင်ပြီးတော့အေးစစ်လေးသွားမှာဖြစ်ပါတယ်ဒီတော့ဟိုဘက်လူဗီနာဘက်ကိုရောက်ရင်တော့ညနေဖြစ်သွားမှာပေါ့နော်မနက်စာတိတ်မစားလာတာဖြစ်တဲ့အတွက်နေ့လယ်စာကိုကျွန်တော်တို့စောစောလေးစားဖို့အတွက်ကားဆရာ recommend ပေးတဲ့ဆိုင်လေးကိုဝင်လာပါတယ်ဒီဆိုင်ကတော့တော်တော်ကောင်းတဲ့ဆိုင်ပါဒီဆိုင်လေးကတော့တာမန်စားတောက်ဆိုင်လေးမဟုတ်ဘဲနဲ့ resort နဲ့တွဲဖွင့်ထားတဲ့စားတောက်ဆိုင်လေးဖြစ်ပါတယ်ဒါကြောင့်မို့လို့သူ့ရဲ့စားတောက်ဆိုင်ပုံစံကတကယ် garden လေးလိုဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့အပန်းလေးဖြစ်ရင်အစားလေးစားရင်နဲ့တိတ်ကိုမှသဘောကျစရာကောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်ချောချမယ်နော်ဟိုမှာငါးရီဝက်လွတ်တယ်အဲ့ဒါဝက်လွတ်တယ်ဝက်မလွတ်ဆိုတာကကြောက်တောင်လှမ်းခုလို့ရတဲ့ဟာထိုင်နေရလေးရလဲလာနော်ဒီဘက်ကြည့်လိုက်ဒီဘက်လိုက်ကြည့်လိုက်မတီးတဲ့ဟာရှိတယ် ဖင်းမမြင်မြင်ရအတနေ့ထွက်တယ်ကောက်တယ်ဟေးလာတီဒီမှာအစားမဟုတ်ဘူးတော့ကိုဒီကဆိုရOkay. Hoppa håll det vidare eller hoppa. Chơi về. Tính rồi. Sao nhìn được vậy? Thế ôi đây không đã. Oh my god. Body umali. ဒီဆိုင်ခုဆိုရင်တော့မှားထားတဲ့စားတောက်လေးတွေလာပြီးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့၄ယောက်စာအဆက်ကလေးဖြစ်ပါတယ်ကြက်သားရဲ့ငါးရဲ့အဓိကပါပဲငါးလေးစားရှင်နေကြည့်လိုက်သေးတယ်ဒီနာကျွန်တော်အဲ့စားချင်တာဘယ်ပါနေ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 ဆက်တယ်ဟုတ်လားဆက်ကမြဒီပဲပါလာငါးတွေစားကြပါမမရတယ်တုံမြနဲ့တုံမြဟုတ်တယ်ရတယ်ဟုတ်တယ်ရတယ်နေရမှာဒါပဲအခုပြင်ရအောင်ဟုတ်ကဲ့ပြင်ရတဲ့တူဒီပြင်ရချက်သားကြီးထိုးကြပါချက်သား
မင်းလိုင်းမှာတိစားတာဟုတ်လားအရန်တန်တယ်အရန်တန်တယ်စား အဲ့ဒီဟိုလေးကဘယ်လိုလဲဟုတ်တယ်ဟုတ်တယ်မြေလေးကျင်လို့ အိုင်းနေတယ်အဲ့လိုပါ ဟုတ်တယ်ထိုင်းနေရှမ်းနေဆိုတော့ဖုန်းကြောင်းတွားကျတော့ကောက်ညင်းရလေအဲ့လိုဘာစီလေးတွေမှာထည့်ပြီးတော့မွေးတိုင်လေးနဲ့ ကိုရမှာလေသူ့ကြီးရွက်တွေစိတ်တုံးတာစားလိုက်စားတယ် ဒီမင်းသမီးမှာမရော ကိုရမှာတီးပြီးချားမှချား ရုပ်ကိုမင်းမရှိတော့ဒီမင်းမှာမရော သမင်းစားပြီးတော့အချိုတဲဖို့အတွက်စားပစ်လေးလည်းလာပြီးပါသေးတယ်နေ့လေစာစားပြီးခဏလောက်မောင်းပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ဘာလီမှာအတိကသွားရမယ်နေရာတစ်ခုဖြစ်တဲ့ဦးလွန်တနုတမ်ပယ်ပေါ့နော်အဲ့ဒီတမ်ပယ်ကိုအခုဝင်တော့မှာဖြစ်ပါတယ်အဲ့တော့ဖះကိုရောက်ပြီဆိုလို့ရှိရင်ပဲလက်မှတ်ဝေးရမှာဖြစ်ပါတယ်ဘာလီမှာအလကားရတာဘာမှမရှိပါဘယ်နေရာမဆိုကားကြီးရောလူကြီးရောဝင်ကြီးရောဘာကြီးညာကြီးတာရကာကြီးအကုန်ပေးရပါတယ်သူ့ရဲ့လက်မှတ်ကတော့တယောက်ကို9000ခွဲ IDR ရှိပါတယ်9000ခွဲဆိုရင်တော့ဝန်နဲ့ဆိုလို့ရှိရင်9000လောက်ကျတော့ပေါ့နော်တစ်ဆက်ကလေးမှတန်နေတဲ့ဝင်ကြီးမဟုတ်ပါဘူးဒီလိုနေရာမျိုးဘာမှအများကြီးရိုက်เสียမရှိတဲ့နေရာကို9000ဆိုတာကြီးက9000ဆိုတာကြီးကမြန်မာငွေနဲ့ဆိုရင်2000ကျော်ပါတယ်အဲ့ဒါဘယ်လိုလုပ်တန်လဲနေရာလဲနော် ကပ်တယ်မလေး ဒီဘုရားကျောင်းကတော့တကယ်ကိုလှတဲ့ဘုရားကျောင်းမှာအခုလိုမျိုးမိုးအုံနေတာတော့မှတော်တော်လေးကိုအပြင်မှာလှတယ်ပေါ့နော်ဒါပေမဲ့လည်းလှတာကတော့လှတာပဲပေါ့ဒီလောက်ကြီးဝင်ကြီးများတာကြီးကကြတော့သူ့နိုင်ငံရဲ့ဈေးနှုန်းနဲ့ကြတော့ဘလို့မှကိုက်ညီမှုရှိမနေဘူးလေနော်ညီလေစိတ်လေးတွေလည်းရိုက်အကုန်ရိုက်ရမှာနော်အယုတ်ကြီးပဲမဟုတ်ဒုက္ခ ဒီမှာဟိုကနေရွေး နောက်တနေရာအနေနဲ့တော့ကျွန်တော်တို့မြောက်လေးတွေရှိတဲ့နေရာကိုရောက်လာပါတယ်ဒီကမြောက်တွေကတော့အရန်ဆိုးတယ်နော်အစောယူလိုက်ပါလားမတလဲ2000 How much how much ရင်းနေညနေဒီဆိုင်ကယ်တွေကနေတူတယ်သူတို့စားနာတော့မလူနဲ့နော်သွားမယူနဲ့သွားမထိနဲ့စားနေဟိုမှာအစောအစောအနီးကမနေနဲ့ကုတ်လိမ့်မယ် မေကျွေးပါလား မကျွေးတခြားကောင်ကျွေးလိုက်တော့သူတို့ကြီးတွေရှိနေအသေးလေးတွေကမလာရဲဘူးနားမယ်ကလေးလေးရော အင်းလေကလေးလေး ဒါပစ္စည်းလေးရော မယူရဲတာသူကမယူရဲတာအကြီးတွေရှိလို့အမှတဲတဲလေးကိုကြည့်ရတယ်ပြစ်ကျွေးလိုက်မှတွေ့လားမှအကြီးကြီးကလာရင်သူတို့ကြောက်တယ် ပြန်တော့မှကြည့်ရတာ သွားမကင်နဲ့သွားမကင်ရဘူးညကောက်လိုက်မယ် စီရတော့မှ ဟုတ်ပါဟိုမှာကြုံအများကြီးပဲမြောက်တယ် ခုတော့ကိုရအောင်ဟုတ်တယ်ဟိုချင်းနဲ့မဟိုမှာပါနေရဖြစ်မှာရိုက်ဟိုဘက်တော့ကြည့်လို့ပါဦး သေးလေးတွေတွင်းနေနေရနေ
အပင်ဖြစ်မယ်အပင်ရှိနေရဖြစ်မယ် 那全列都可以玩了。 ဟုတ်လားဓာတ်ပုံရိုက်ပြီးပြီမလားနောက်တနေရာတော့ view point လို့ပြောတယ်အဲ့ဒီ view point မှာဓာတ်ပုံရိုက်ဖို့အတွက်ကိုတစ်ယောက်ကို3သိန်းခွဲတဲ့ဓာတ်ပုံတစ်ပုံရိုက်ပြီးပြီးနေပြီအဲ့တော့ဝင်းမနေတော့ဘူးဘလောက်ပဲလှကျင်လားမလှကျင်နေတော်ပြီဆိုပြီးတော့အနားမှာဒီဆိုင်လေးမှာကြက်မောက်တီတွေတွေ့တဲ့အတွက်ကြက်မောက်တီဝင်ဝယ်ခဲ့ပါတယ် 哦，很低档啊，那档转转的。 ကြားလိုက် နောက်တစ်ခုလား နောက်တစ်ခုပါ ဆောဟိုကဆော ခွဲတဲ့နှစ်သား ဆောဟိုနောက်ကတော့ အဲ့ဆိုမြများလေးယူလိုက်မယ်3ခွဲ ဒါလည်းနှစ်ပေါင်း 大不了90啊，那တောင်းကိုတာ 当过了。 哎，深的，哎，深的， ဘုဘက 深的。 ပါလား ပါလားပါဒါလည်းတောင်းကိုတာမယ် 3 view 这个，စားကြရတာ 这这边来地方对。 မြောက်တယ်အနည်းစင်းမှာရတယ်ကျမလေးမြောက်တယ်တီးရလား ရှမ်းတာ ကျန်တယ် ဒီမျိုးကတော့ရှယ်ပဲเนาะအသီးတွေပေါ်ချက်ပဲတော်ရုံကျွန်းနေရအဲ့ဒီလိုအသီးရကြမှာရတာပဲပေါ့ဟိုတခြားအသီးတွေသာရတာအဲ green ဒီချက်မောက်သူအဲ့လောက်ပေါ်ချက်ကြီးရရ Green ဒီဘလောက်ပေါ်ဒီအရင် green ဒီနဲ့ရတယ်ညတော့ green ဒီစားမယ် green ဒီစားမယ် green ဒီစားပြီးရေးစိတ်ဝင်တော့မယ်နော်ကောင်းနေတာသူဤလေမဟုတ် 先不用不用， ဘယ်ကောင်း 过去不用不用。 မကျန်လို့လည်း2000သူလိုက်ရ 那杯不留的。 စားရအပြင်စိတ်ဝင်တော့ပါဘယ်လို2000ဆိုတာတရွေး2000ဆိုတာကြီး Oh my god 那当时那同学。 ဒီလေ2000လေးမြန်မာငွေနဲ့ဆို6000ပဲရှိရ Oh my god ခုဆိုရင်တော့ကျွန်တော်တို့သွားရမယ့်နေရာဘာလီကျွန်းရဲ့မြောက်ဘက်အစွန်လိုဘီနာကိုရောက်ရှိလာပြီဖြစ်ပါတယ်လိုဘီနာကတော့တကယ်ကိုတောင်တန်းရက်ကွက်လေးတွေနဲ့ပင်လယ်နဲ့တွဲနေတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာကပင်လယ်ကြီးကတော့လုံးဝအတိုင်းအစားမရှိမျက်စိတစ်စုံဖြစ်ပါတယ်ဒါပေမဲ့လည်းလူနေရက်ကွက်လေးနဲ့တွဲနေတာကတော့တကယ်ကိုချစ်စရာလေးပါဒါလေးကတော့ကျွန်တော်တို့3ညတဲမဲ့ home stay လေးပဲဖြစ်ပါတယ်ကန်းဆက်လီနာမှာရှိတာပါဒီလိုဗီနာကတော့တော်တော်များများနိုင်ငံသားတွေကလင်းပိုင်ကြည့်ဖို့တခုတည်းသာလာကြတာဖြစ်ပါတယ်ဒီလင်းပိုင်ကြည့်တဲ့အခါကျရင်ညအိတ်ကားနဲ့လာပြီးတော့မနက်ကိုကန်းကြီးရောက်တယ်လင်းပိုင်ကြည့်တယ်ပြီးရင်ပြန်ကြတယ်ဒီလိုမျိုးလုပ်ကြတာပေါ့နော်ကျွန်တော်တို့ကတော့လင်းပိုင်နေသည့်တစ်ခါတလေရာသီဥတုမကောင်းရင်အစာရှာမထွက်ကြတာဖြစ်တဲ့အတွက်အကယ်၍များဒီနေ့မရသည်ရှိတော့နောက်နေ့ရအောင်လို့ကျွန်တော်တို့ကတော့2ရက်ကိုတည်တည်ချာချာစီစဉ်ခဲ့တာပါဒီ home stay လေးကတော့တော်တော်လေးကိုအဆင်ပြေပါတယ်နည်းနည်းဟောင်းနေပေမဲ့လည်း facility အပြည့်တန့်ရှင်းတက်ရက်ပြီးတော့အကျယ်ကြီးကိုအိမ်ကြီးကပေးထားတာဖြစ်ပါတယ်ဒီအိမ်ကြီးကိုကျွန်တော်တို့3ညငှားလိုက်တာဆိုရင်2သိန်းတောင်မကြပါဘူး2သိန်းတောင်မကြဘူးပေါ့နော်ဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်နောက်ဒူးရင်းသီးလည်းပေးတယ်တဲ့အတွက်အရန်ကိုကျေးဇူးတင်ရပါတယ်ကျွန်တော်တို့ကတော့4ယောက်လာတာဖြစ်တဲ့အတွက်အများနဲ့2ခန်းပါတဲ့အိမ်ကိုယူတာပေါ့နော်ဟောဒီအိမ်ကြီးရဆိုရင်လည်း2ခန်းကိုမှဒီချိုးကန်းအိမ်သားကလည်းသူ့အခန်းနဲ့သူပါပြီးသားဖြစ်တဲ့အတွက်အိမ်သားလည်းလူစရာမလိုဘူးအရန်ကိုမှတက်တောင့်တက်တာရှိပြီးတော့အဆင်ပြေခဲ့ပါတယ်ဒီကူတာကနေလိုဘီနာကိုလာတဲ့လမ်းတောက်လျှောက်မှာဒူးရင်းဆိုင်နေအိမ်နေမာဟိုကဒူးရင်းသီးတွေတစ်လုံးနှလုံး၄၅လုံးအဲ့လိုမျိုးချရောင်းနေတာဆိုတော့လမ်းတောက်လျှောက်ကဒူးရင်းသီးအရန်ပေါ်ပါတယ်အဲ့ဒါနဲ့ပဲကားဆရာကိုဖုန်းနံပါတ်ပေးပြီးတော့ဒီအိမ်ရှင်ကိုလှမ်းဆက်ခိုင်းတာပေါ့နော်ဒူးရင်းသီးယူလာလို့ရလားဆိုရတယ်အေးစီစီပဲကြိုက်တယ်လို့ယူလာပါဆိုတော့အဲ့ဒါနဲ့ဒူးရင်းသီးကိုကျွန်တော်တို့၄လုံးဝယ်လာခဲ့တယ်ပေါ့နော်
ရောက်ချင်းကတော့နှလုံးခွဲစားပါတယ်ပြီးရင်တော့ရေကူးမှဖြစ်တဲ့အတွက်ဒါအပူနဲ့အေးကွက်တီပေါ့နော်မန္တလေးလိုမဟုတ်ဘူးမင်းကန်ဆယ်မနိုင်တယ်သူ အဲ့ဒီညပူပါတယ်နော် ตัวจี้อ่ะ ไม่จี้อ่ะ จี้ရောကြီးပဲကြီးတယ်ဖွင့်လဲဖွင့်တယ် ต้องဒီဖြစ် အဲ့ထိုက်လေးပဲနည်းနည်းရေးဝင်တယ်လို့ဖြစ်တယ် အရှိတယ်လားဗျပြောရရှိတော့ရှိတော့ โอเคဘာလို့จะအားလာ ပတ်တော့မရှိ บอกว่าจะมาตก ဒီကလည်းအကောင်လုံးလည်းတနာအကောင်လုံးလည်းတနာဆရာပဲ ရင်းတုံနေရတယ် ဟိုခွာရလည်းတနာပါလေ တာပူကောင်း ကိုနဲ့ဟုတ် ဒါအခါ အဲ့မဲ့တက်ချစ်ချစ်တောင်းအောင်နေရမဟုတ်ဘူးတော့ ကန်ရက်ပါ နေရ မ ပြီ င်းတရားအဆက်လို့ကောင်းတယ် ဟုတ် အရင်ကောင်းတယ်ကြည့်နေလိုက်တာ ဒီနာ အဲ့ဒီဟိုဖြစ်နေအလုံးပိတ်ထားမှာ တက်ဖက်တယ် နည်းနည်းနော် ဒီကူးကြစားကြတောက်ကြနဲ့ဘာလီရဲ့ဒီခီးစဉ်လေးကတော့ဆဆချင်းမှနေအရန်ကိုပျော်ဖို့ကောင်းတာပေါ့နော်တောက်လျှောက်လဲပျော်ခဲ့ရပါတယ်ဘာကြောက်လဲဆိုတော့အဓိကပျော်ရတာကဒီအိမ်လေးတွေငှားလို့ပဲပေါ့နော်ဘာလီမှာဆိုရင်ဟိုတယ်ကိုလုံးဝမတည်တင်မင်းဒီလိုအိမ်နဲ့သာနေကိုနေတင်တာဖြစ်ပါတယ်ဒါမှသာဒီလိုမျိုးအေးအေးဆေးဆေးကိုယ်တငယ်ချင်းလေးအုပ်စုနဲ့ဟိုဟာကိုပျော်ပျော်ရွှင်ရွှင်အပန်းဖြေအနားယူလျှောက်သွားနိုင်မှာဖြစ်ပါတယ်ပကောလားတော့တယ်လားနေအဲ့လိုကောင်းတယ်နေရတော့ 给前夫的眼泪在谁的乱内吗 အလုပ်လုပ်ကြတော့ရှိတော့ခါရမသိကြ ဥမာကွာချက်ကိုတကောင်ဝင်လိုက်9000ပူရတာ6000ပူရအဲ့ဒါဝင်လိုက်ပြီးလို့ရှိရင် ဘူးစားရလောက်စားရပြီးထား ညစာစားဖို့အတွက်ကတော့ကျွန်တော်တို့ဗီယက်နမ်မှာမိဘတွေနဲ့တွေ့တုန်းကပါလာတဲ့အချောက်ချမ်းတွေအကျော်လှော်တွေရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားမှာရှိတဲ့မတ်လေးတစ်ခုမှာသွားဝယ်ထားတဲ့ပစ္စည်းတွေရယ်နောက်ပြီးတော့ Grab နဲ့ Line မော်ကနေပြီးတော့မှာလိုက်တဲ့ထမင်းကြော်နဲ့ဘာတွေနဲ့အဲ့လိုမျိုးစုပေါင်းစားကြမှာဖြစ်ပါတယ်ဘာလီမှာတော့အကုန်ကြတက်တာချင်းဆိုလို့ရှိရင်အပြင်မှာမစားဘဲနဲ့ Grab Food မှာစားတာကအသက်တာဆုံးဖြစ်ပါတယ် ข้าวจะวายไปใช่ไหม ဟုတ်လားစစ်တာကြအနေနဲ့နေနေမှာဒီကနေ့အောင်းစီရတာနောက်ဘလော့လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလင်းပိုင်တွေကိုသွားကြည့်မှာဖြစ်ပါတယ်အဲ့တော့နောက်ဘလော့လေးကလည်းဘယ်လောက်ပြောဖို့ကောင်းလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်တတာ